ကျွန်တော်တို့လည်းဒီတက်ပွဲတွေကြားထဲမှာအသက်ရှင်ပြခဲ့ရင်လည်းရှင်ပြခဲ့မယ်မရှင်ပြခဲ့ရင်လည်းရှင်ပြခဲ့ဘူးဗျာဟုတ်တယ်မလားအကုန်လုံးကဟိုဘက်ကလည်းတနတ်ကင်ထားတယ်ကျွန်တော်တို့ဘက်ကလည်းတနတ်ကင်ထားတယ်သူလည်းပြစ်မယ်ကိုလည်းပြစ်မယ်အဲဒါကြောင့်မလို့ဒီတော်လန်အေးကြီးပြီးရင်တော့တော်လန်အေးကြီးပြီးရင်အသက်ရှိသေးတယ်ဆိုရင်တော့ကျွန်တော်ရွာတော့ပြန်ကျင်သေးရဗျာတစ်ခါတော့အများဆုံးတော့ဒီတော်လိုင်းကြီးဗျာကျွန်တော်တို့မြန်မာပြည်ကြီးပေါ့ကျွန်တော်တို့ဒီကရင်ပြည်နယ်မှာမဟုတ်ဘူးပေါ့တနိုင်ငံလုံးပေါ့နိုင်ငံလုံးကဘယ်လိုပြောရမလဲအကုန်လုံးငင်းငင်းညံ့ညံ့လေးဖြစ်စေချင်တယ်ဗျကျွန်တော်နာမည်ကတော့ဂျွန်နီထူပေါ့ကျွန်တော်ကလက်ရှိတောင်းကတော့ကျွန်တော်လက်စနိုက်ပါပေါ့ကျွန်တော်အဲ့ဒါကြိုက်တယ်ကျွန်တော်ဒီစနိုက်ပါကိုရွေးပြတာကျွန်တော်လည်းအဲ့ဒီစနိုက်ပါကိုကျွန်တော်အားရတယ်ပေါ့ဗျာကျန်တဲ့လက်နက်ကြီးတွေတဲ့ဆက်ကျွန်တော်တို့ကျန်တဲ့လက်နက်ငယ်တွေတဲ့ဆိုင်ကျွန်တော်အဲ့ဒါကျွန်တော်ပို့ပြီးတော့အားရတယ်ပြီးတော့ကျွန်တော်စစ်အားလည်းကျွန်တော်အဲ့ဒီကျွန်တော်ရွေးချယ်တာမှန်တယ်ပေါ့ဗျာအဲ့လိုပေါ့ကျွန်တော်အဲ့ဒါကြောင့်မျိုးကျွန်တော်စနိုက်ပါဆောက်ရွေးချယ်ခဲ့ပြတယ်ကျွန်တော်တင်တန်းတက်တော့ဗျ3လပြင်မန်းခဲ့ရတယ်တော်တော်ပြင်မန်းခဲ့ရတယ်အဲ့ဒီတင်တန်းတွေ့ကြုံရတော့ဗျတင်တန်းဘဝတော့တခါတလေကြတော့ဟိုမလုံနိုင်ချင်တော့တဲ့အဆုံးများကျွန်တော်ထွင်းပေးတယ်ဗျထွင်းပေးတယ်တော်တော်လေးကိုထွင်းပေးတယ်ကျွန်တော်တို့ဆိုမနေ့ခင်းဆို4 နာရီပေါ့4 နာရီထပြီးတော့ကြောက်တုံးပေါ့ကြောက်တုံးမဟုတ်ရင်တဲအဲ့ကီလို30လောက်ရှိတဲ့အဲ့ကိုကျွန်တော်တို့ပြေးရတာပေါ့ဗျာအဲ့လို4 မိုင်5 မိုင်လောက်ထိကိုကျွန်တော်တို့ပြေးရတယ်ပေါ့ဗျာအဲ့လောက်ထိပြေးရတယ်ပြီးတော့ပြန်လာတယ်အသွားပြန်ပြေးပြန်လာတော့နောက်ပိုင်းကိုခန္ဓာကြန့်ခိုင်ရေးပေါ့ကြန့်ခိုင်မှုအတွက်ထိန်းပေးတယ်အများကြီးပေါ့ဗျာအဲ့တင်တန်းမှာဆိုတော့သူတို့ထိန်းပေးခဲ့တာတွေကတော့အများကြီးရှိတယ်ဗျကွယ်အဲ့အတွေ့အကြုံရှိတယ်ကျွန်တော်တို့ဒီတပပုံစခန်းမှာတော့ပေါ့ကျွန်တော်အဲ့ဒီတပပုံစခန်းမသိငင်3 ရက် 4 ရက်လောက်ကကျွန်တော်အပေါ်မှာကြီးပဲမိုးရွာလဲအဲ့နာပဲနေပူလဲအဲ့နာပဲကျွန်တော်အဲ့လိုကျွန်တော်တငယ်ချင်း1 ယောက်ရယ်ပေါ့အမှ2 ယောက်သားပေါ့အဲ့နာမှာပဲကျွန်တော်တို့နေတယ်ကျွန်တော်စပထမဦးချင်းစတက်ချင်း1 ရက်ပေါ့တော့ရီကိုတာပေါ့ဗျာစခန်းတော့ရီကိုတဲ့အချိန်မှာမိုးရွာတယ်ဗျမိုးလေးရွာတယ်ကျွန်တော်ပထမဦးချင်းကျွန်တော်အဲ့ဒီစကန်ပန်ကားတဲ့ဟိုပေါ့ထွက်လာတယ်ကျွန်တော်တစ်ချက်ပြစ်လိုက်တယ်သူလာဆွဲတာကျွန်တော်တွေ့လိုက်တယ်ကိုမှသူကျွန်တော်တကယ်ချင်းပေါ့အဲ့စပေါ်တန်ကြီးတဲ့တရားကလည်းသူပြောကိုကြီးမသူလာဆွဲနေပြီထိသွားပြီလားမသိဘူးဆိုပြီးတော့အဲ့လိုပြောလာတဲ့အချိန်မှာခဏနေရောမိုးကထရွာလာတယ်ဗျမိုးထရွာလာတော့ကျွန်တော်တို့ဘေးကိုလက်နဲ့ကြီး60တွေရောစလက်တွေရောဆွဲတယ်အဲ့နဲ့ညီလေးတို့တော့ပြန်ဆွဲနေပြီနည်းနည်းလေးဝန်းနေတော့တို့စနိုက်ပါတော့ဗျမိုးရွာတော့တိတ်တလောက်ကြီးမမြင်ရတော့ဗျမိုးတွေကလည်းတဲနေတဲ့အချိန်ပြန်ကြည့်လို့အချိန်မရတော့ဘူးအမှပထမတစ်ခါဒုတိယတစ်ခါ1 ရက်ပေါ့ဒုတိယ1 ရက်ကြာတော့ကျွန်တော်တို့သွားချောင်းပြစ်ပြန်တယ်အဲ့ဒီကျွန်တော်တို့သူတို့စကန်ရှိတဲ့ဒီကျွန်တော်တို့ပေါ့လင်းမြန်ကွင်းပေါ့လင်းမြန်ကွင်းပဲကျွန်တော်တို့တစ်ခါသွားပြစ်တယ်ဒါပေမဲ့အဲ့နေ့ကတော့သူတို့ကျွန်တော်တို့စလက်နဲ့ပြန်ဆွဲတာလောက်ပဲဒါပေမဲ့ကျွန်တော်တို့ကဟိုမီတာ900လောက်မှကျွန်တော်တို့နေတဲ့ခါကျတော့ကျွန်တော်တို့မကြောက်တော့ဘူးဗျာကျွန်တော်တို့ပထမ1 ရက်သွားပြစ်တာတော့မီတာ900ထက်တော့နေဦးမယ်ဗျာ900ပေါ့အဲ့လောက်မှကျွန်တော်တို့သွားပြစ်တဲ့ခါကျတော့ကြည်စံတွေကကျွန်တော်တို့ကောင်းမဟုတ်အတိုင်းတိုင်းဝဲလာတယ်ကျွန်တော်ပထမကျွန်တော်ဒီအာနာမသိခင်ရပေါ့ကျွန်တော်ဒီထွန်ဆက်တွေရိတ်ဆက်တွေဗျာမောင်းတယ်ကျွန်တော်ဆန္ဒပြပွဲတွေမှာလည်းကျွန်တော်မပါဝင်ခဲ့ဘူးဗျဒါပေမဲ့ကျွန်တော်ပါဝင်တာကျွန်တော်တို့ဒီခင်းမျိုးသားနေတို့ခင်းတော်လန်ရင်းနေတို့ပေါ့ကျွန်တော်ကရင်ဆိုတော့လေကျွန်တော်ကရင်ဆိုတော့ကရင်မျိုးသားနေတို့ခင်းတော်လန်ရင်းနေတို့မှာကျွန်တော်ပါဝင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအာနာသိမ်းပြီးတဲ့နှစ်မှာကျွန်တော်တို့အဲ့ဒီတော်လန်ရင်းခင်းတော်လန်ရင်းနေကိုပေါ့ကျွန်တော်တို့ရွာမှာကျွန်တော်တို့မြို့နယ်မှာကျွန်တော်တို့လောက်တော့ဒီနာအဖပေါ့ဒီစစ်ကောင်စီတွေကလာပြီးတော့ဖျက်ဆီးခဲ့ဗျာကျွန်တော်တို့ရဲ့
အဖူးဆိုပေါ့ဦးကြီးရဲ့ပုံတွေပေါ့အကုန်လုံးပေါ့လာဖြည့်ဆည်းရအဲ့လိုတွေလုပ်တဲ့ခါကျကျွန်တော်စိတ်ထဲမှာဘလူကြီးတော့တမျိုးခံလာရတယ်ဇာတ်ပြပွဲလေးမှာတော့ကျွန်တော်မပေါ့ကျွန်တော်လုပ်ပဲလုပ်နေတော့မယ်အဲ့ဒီတော့အဲ့ဟာတွေ့ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဒီလက်နဲ့ကလမ်းလေးကိုကျွန်တော်ရွေးခဲ့တယ်ဆိုတာဟိုကိုရွေးချယ်မှုကကိုယ့်ရဲ့အနာဂတ်ပဲပေါ့အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီလက်နဲ့ကလမ်းလေးကိုကျွန်တော်ရွေးခဲ့တယ်ကျွန်တော်ဒီကို6လပိုင်းတရက်နေ့မှာကျွန်တော်ရောက်ခဲ့တယ်ကျွန်တော်ဒီလူမျိုးနေမိတယ်ပေါ့ဒီလက်နဲ့ကဖွဲ့စည်းတဲ့ကိုကျွန်တော်ရောက်ခဲ့တယ်တော်လန်ရေးကြီးပြီးပိုင်းဗာဆက်လုပ်ဖို့စဉ်းစားထားလဲဆိုတော့ကျွန်တော်ဒီအဖွဲ့အစည်းပေါ့ဒီအဖွဲ့အစည်းထဲမှာပဲနေဖြစ်မလားဒါအဲ့ဒါတော့ကျွန်တော်မစဉ်းစားသေးဘူးဗျာဒီတော်လန်ရေးကြီးပြီးသွားမယ်ဆိုတာဒီတော်လန်ရေးကြီးကလည်းဒီလိုပုံနဲ့တော့ကျွန်တော်ညံမီတဲ့လောက်စဉ်းစားရရင်ဘယ်အချိန်မှပြီးမလဲမသိဘူးဗျာကျွန်တော်တို့လည်းဒီတိုက်ပွဲတွေကြားထဲမှာအသက်ရှင်ပြခဲ့ရင်လည်းရှင်ပြခဲ့မယ်မရှင်ပြခဲ့ရင်လည်းရှင်ပြခဲ့ဘူးဗျာဟုတ်တယ်မလားအကုန်လုံးကဟိုဘက်ကလည်းတနက်ကင်ထားတယ်ကျွန်တော်တို့ဘက်ကလည်းတနက်ကင်ထားတယ်သူလည်းပြစ်မယ်ကိုလည်းပြစ်မယ်အဲဒါကြောင့်မလို့ဒီတော်လန်အေးကြီးပြီးရင်တော့တော်လန်အေးကြီးပြီးရင်အသက်ရှိသေးတယ်ဆိုရင်တော့ကျွန်တော်ရွာတော့ပြန်နေလေးဗျာတစ်ခါလောက်တော့